project အသစ်တိုင်းအတွက် IP address သတ်မှတ်ပြီးတဲ့နောက်ဒုတိယအဆင့်ကတော့သင် device တွေကို unit address တွေသတ်မှတ်ပေးဖို့ပါပဲ TIS bus device တစ်ခုစီမှာ address နှစ်ပိုင်းပါဝင်ပါတယ် subnet ID နဲ့ device ID ပါ address သတ်မှတ်ဖို့စတင်တဲ့အခါ software ထဲမှာ address ကိုနှိပ်ပါပြီးရင် manage device address ကိုနှိပ်ပါဒီနောက်မှာတော့ TIS product စီကိုသွားပြီးတော့ broadcast PRG ခလုတ်ကို physically အပြင်စက္ကန့်အနည်းငယ်ကြာဖိထားပေးရပါမယ် broadcast ခလုတ်ဟာ product အလိုက်ကွဲပြားပါတယ် 14 ring module များအတွက် LED မီးမိတ်တင်ငိမ့်စွာလင်းနေတဲ့အထိ PRG ခလုတ်ကိုဖိထားပါ screen ပါတဲ့ panel များအတွက်တော့ screen ဒါမှမဟုတ် LED ခလုတ်မိတ်တုံစဖြစ်တဲ့အထိ LCD အောက်ကအလဲခလုတ်ကိုစက္ကန့်အနည်းငယ်နှိပ်ပါအခြား wall panel များအတွက် LED မိတ်တုံစဖြစ်တဲ့အထိဒီတစ်ခလုတ်ကိုမစိုးဒါမှမဟုတ်ပထမနဲ့ဒုတိယခလုတ်နှစ်ခုကိုတွဲနှိပ်ပါစင်ဆာများအတွက် PRG ခလုတ်ဟာ PCB ပေါ်မှာတည်ရှိပါတယ် LED စပြီးတော့မိတ်တုံဖြစ်တဲ့အထိဖိထားပေးပါအခြား module များအတွက်ရေဘူးရအဖြစ်တော့ PRG ခလုတ်ပါရှိတဲ့အပေါက်ကလေးတစ်ခုပါပါတယ် LED ခလုတ်စတင်ပြီးတော့မိတ်တုံဖြစ်တဲ့အထိဖိထားပေးပါ address ကို broadcast လုပ်ဖို့ PRG ခလုတ်ကိုနှိပ်ပြီးတဲ့နောက် software ထဲမှာ detail address ကိုနှိပ်ပါလက်ရှိ address ပေါ်လာပြီး modify ပြုလုပ်နိုင်ပါပြီ subnet ID ကိုအိမ်လိုမျိုး project ငယ်တွေအတွက်တစ်ခုတည်းတူညီစွာထားရှိပေးပါ hotel တွေလိုမျိုးအထက်များစွာရှိတဲ့ project တွေအတွက်တော့အခန်းတစ်ခန်းသို့မဟုတ်အထက်တစ်ထပ်စီကိုမတူညီတဲ့ subnet ID တစ်ခုစီသတ်မှတ်ပေးနိုင်ပါတယ် device ID ကိုပြောင်းလဲဖို့1ကနေပြီးတော့254အတွင်းကကဏ္ဍတစ်တစ်ခုကိုရိုက်ထည့်ပြီး save ကိုနှိပ်ပါ project အားလုံးမှာတသက်မှတ်ထဲရှိစေဖို့ TIS ရဲ့ standard instruction များကိုလိုက်နာပေးဖို့လိုအပ်ပါတယ်လိုအပ်ပါက module ရဲ့ address နဲ့နာမည်ကို device ပေါ်မှာ label ကတ်ထားပေးပါ physical PRG ခလုတ်ကိုနှိပ်ဖို့ခက်ခဲတဲ့အခါမျိုးမှာ device များကိုရှာဖွေက address တွေကို edit လုပ်ပေးခြင်းဖြင့် address conflict များကိုဖြေရှင်းနိုင်ပါတယ်ဒါပေမဲ့ဒီနည်းလမ်းက device တစ်ခုချင်းစီရဲ့ physical location ကိုသိရှိနိုင်ဖို့အတွက်တော့ကူညီပေးနိုင်မှာမဟုတ်ပါဘူးဒါကြောင့် location တွေကိုကိုယ်တိုင်သတ်မှတ်ပြီး address တွေကို project list ထဲမှာ record လုပ်ထားပေးသင့်ပါတယ် device အားလုံးကို address ပေးပြီးတာနဲ့ module တစ်ခုချင်းစီကို programming စလုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ project ကိုနှိပ်ပြီး save project ကိုရွှေ့က project ကို save လုပ်ပါနောက်တစ်ချိန်မှာ project ကိုပြန်ဖွင့်ပြီး device များကိုထပ်မံရှာဖွေနိုင်ပါတယ်ရှာဖွေနည်း3မျိုးရှိပါတယ်နံပါတ်1 fast search စက္ကန့်အနည်းငယ်သာကြာပြီးတော့ device 50%ကနေ80%ခန့်ကိုတွေ့ရှိနိုင်ပါတယ်နံပါတ်2 advanced search address အပိုင်းခြားတစ်ခုခုကိုဒါမှမဟုတ်တက်ကနေ254အတွင်းမှာရှိတဲ့ device အားလုံးကိုရှာဖွေနိုင်ပါတယ်ဒီ scan ဖတ်ခြင်းက3မိနစ်ကနေ5မိနစ်ခန့်ထိကြာမြင့်ပါတယ်နံပါတ်3 add manually device address ကိုသိပါကရိုက်ထည့်ပြီးတော့ add all ကိုနှိပ်လိုက်ဖို့ပါပဲ